တကယ်လို့တတိယကမ္ဘာစစ်ကြီးကဖြစ်ပွားလာခဲ့ရင်ကမ္ဘာပေါ်မှာဘယ်နိုင်ငံတွေကအဘေးကင်းဆုံးဖြစ်မလဲစတုထနေရာမှာရှိနေတာကတော့အိုက်စလန်နိုင်ငံပဲဖြစ်ပါတယ်အိုက်စလန်ဟာအတ္တလန်တစ်သမုဒ္ဒရာအလဲတက်တဲ့မှာတည်ရှိနေတဲ့နိုင်ငံတစ်ခုပါဒီနိုင်ငံလေးမှာစစ်တပ်လည်းမရှိသလိုရန်သူလည်းမရှိပါဘူးအတ္တလန်တစ်သမုဒ္ဒရာထဲမှာတတိတထန့်ဖြစ်နေတဲ့အတွက်ကြောင့်အိုက်စလန်ဟာကမ္ဘာပဋိပက္ခတွေဖြစ်ပွားရာနေရာတွေနဲ့အလံဝေးနေလာဖြစ်ပါတယ်တတိယနေရာကတော့နယူးဇီလန်နိုင်ငံပါပဲနယူးဇီလန်ဟာပစိဖိတ်သမုဒ္ဒရာထဲမှာတည်ရှိပြီးအတော်လေးကိုအလံဝေးတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်အလုံးကိုဝေးလံလွန်းတဲ့အတွက်တတိယကမ္ဘာစစ်ဖြစ်နေတာကိုတောင်တတိထားမိမှာမဟုတ်ပါဘူးကျေဝန်းတဲ့မီနီယာမျှတတဲ့ရာသီဥတုနဲ့ကိုယ်ပိုင်စာနရိက္ခာကိုထုတ်လုပ်နိုင်စွမ်းရှိတာကြောင့်ဒီနိုင်ငံလေးဟာခိုင်ခိုင်မာမာရပ်တည်နေနိုင်တာပါဒုတိယနေရာမှာရှိနေတာကတော့ဟိမဝန္တာတောင်တန်းကြီးတွေကြားထဲမှာတည်ရှိနေတဲ့ဘူတန်နိုင်ငံပဲဖြစ်ပါတယ်ကျန်းတန်ဒီအေးစိမ့်လာတဲ့တောင်တန်းဒေသတွေကြောင့်ဘူတန်နိုင်ငံဟာတမိုင်းတစ်လျှောက်ကျူးကျော်မှုတွေကနေကင်းဝေးခဲ့တာပါသူတို့ဟာကမ္ဘာကုန်သွယ်ရေးအပေါ်မိခိုးနေတာမျိုးမရှိပဲကိုယ်ပိုင်စာနရိက္ခာကိုဖူးလုံးအောင်လှုပ်ဆောင်နိုင်ကြပါတယ်အဘေးကင်းဆုံးနိုင်ငံကတော့ဆွစ်ဇာလန်နိုင်ငံပါပဲဆွစ်ဇာလန်မှာဆိုရင် Alps တောင်တန်းကြီးတွေကတဘာဝအတိုင်းကာကွယ်ပေးထားတာမျိုးရှိပါတယ်ဘယ်လိုပြည်ပကျူးကျော်စစ်တပ်မျိုးမဆိုဒီနိုင်ငံရဲ့ကြီးမားလာတဲ့တဘာဝအတားအဆီးတွေကိုရှင်းဆိုင်ရမှာပါဒါအပြင်တောင်တန်းကြီးတွေထဲမှာရှူးဝှက်ထားတဲ့ဘန်ကားတွေလိုင်းကူးတွေနဲ့လက်နက်တိုက်တွေပါဝင်တဲ့ကြီးမားတဲ့ခန်းစစ်စနစ်ကြီးကိုလည်းတည်ဆောင်ထားပါသေးတယ်အခုပြောပြခဲ့တဲ့နိုင်ငံတွေထက်ပိုပြီးဘေးကင်းနိုင်မဲ့တခြားနိုင်ငံတွေရှိဦးမယ်လို့တင်ထင်ပါသလား